ကဲ့ပါကျွန်တော်ကဗတ်ဆောင်လို့ခေါ်ပါတယ်တကယ်ချင်းတွေကတော့အားမလို့ခေါ်ကြပါဟုတ်ကဲ့ဘယ်ကနေလာရောက်ပြီးတော့ဒီဆိုပါလေရှင်ဟုတ်ကဲ့ကျွန်တော်ဟာခါနေလာတာပါဟာခါနေလာတာပါဟုတ်ပြီဒီအခုဒီဆိုမဲ့ချင်းလေးပါကောင်းတယ်လေမသိဘူးနော်ဟုတ်ကဲ့ချင်းလို့လည်းဆိုတော့လိုက်ရမ်တော့ပေါ့နော်လိုက်ရမ်လိုက်ရေးဆက်ထားတဲ့ချင်းလေးပါအော်ဟုတ်ပြီအော်အရင်တော့တချင်းဆိုဘူးလားအခွေတွေထွက်ဘူးလားဟုတ်ကဲ့ထွက်ဘူးပါတယ် single album ဆိုတော့ခွေပဲထွက်သေးတယ်တော့ group line နဲ့ဆိုတော့များနေပြီဆိုတော့ကျွန်တော်လည်းမသိတော့ဘူးဟုတ်ပါပြီကျမလည်းနားထောင်ဘူးတယ်နော်ဟို YouTube ကနေလည်းနားထောင်တယ်အရင်အသာကောင်းတဲ့သူဖြစ်ပါတယ်လို့အခုဒီချင်းမလေးရှားမှာရောက်လာတာချင်းဒီမှာချင်းတွေအများကြီးလူမျိုးချင်းတွေထဲမှာလည်းအများကြီးပေါ့နော်အဲ့ဒါအမှတ်တရစကားလေးပြောပြပါဦးဟုတ်ကဲ့ပါကျွန်တော်ဒီမှာရောက်တာကျွန်တော်တို့ချင်းလူမျိုးတွေမှာအများကြီးရှိနေတွေ့တာအရင်ဝမ်းသာတယ်ပြီးရင်နောက်မှလည်းကျွန်တော်တို့ခဏခဏတွေ့ရအောင်ကျွန်တော်တို့ကိုခွင့်ရဖို့ပြပါလို့ဟုတ်ကဲ့အရင်အတန်ကောင်းတဲ့ဗန်ဆောင်းမငယ်တချင်းလေးနားထောင်ကြရအောင်လားရှင်ဒီလကေလိုက်ဟိုချင်းပလာရဲ့kay mani ko bigyan mite lai ram do ti mite lai ram dan ngai je lai thero ai chu ha the man sak la